ရန်ကုန်စာ The best of ဆွေးစုအဝတ်ကိုမြန်မြန်လေးပဲကျွန်တော်ကြီးညာပေးလိုက်ပါမယ်ခင်ဗျာရန်ကုန်မြို့ရပါပဲ ရန်ကုန် အရှိဖြစ်မလားအနောက်ဖြစ်မလားတောင်ဖြစ်မလားမြောက်ဖြစ်မလားရန်ကုန်စောက်ဖြစ်ပါရဲ့ခင်ဗျာရန်နိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင် ပရိသတ်များခင်ဗျာကျွန်တော်တို့ကThe Jam Photo Challenge လေးကိုကျွန်တော်တို့တင်ဆက်ခဲ့ပါတယ်အဲ့ဒီထဲကဘသူကအလှဆုံးဖြစ်ပြီးတော့ Miss The Jam Award ဆုကိုရရှိမလဲဆိုတာအခုကြေညာပေးပါတော့မယ်ခင်ဗျာဒီဆုကိုမကြေညာခင်မှာစင်ပြထက်မှာကျွန်တော်တို့ချီးမြှင့်ပေးနိုင်ပါရန်အတွက် MBPI အမ်ရဲ့ Director တဦးဖြစ်တဲ့ကိုအောင်ပိုင်ဦးကိုစင်ပြထက်ကိုလေးစားဂုဏ်ယူစွာနဲ့ဖိမန်တကပြုရပါတယ်ခင်ဗျာဒါကတော့အကုန်ချင်းခုန်ခံစားခွင့်ရှိပါတယ်အလှမဲ့73ဦးတွေကဘယ်တစ်ယောက်က Miss The Jam Award ဆုကိုရရှိမလဲဆိုတာစိတ်လှုပ်ရှားစရာကောင်းပါတယ်ပရိသတ်များခင်ဗျာ Miss The Jam Award ဆုကတော့ရန်ကုန်ကပါပဲခင်ဗျာအဲ့ဒီရန်ကုန်ကပါပဲခင်ဗျာဆိုတဲ့နောက်မှာလဲရန်ကုန်စောက်ဖြစ်ပါတယ်ခင်ဗျာကဲပွဲဥရမှာတော့ရန်ကုန်ဆော့ညီမလေးကစုနှစ်စုထိုက်တဲ့နှစ်စုကိုတော့စပြီးတော့သိမ်းနေပြီเนาะကျန်တဲ့ညီမလေးတွေရောဘသူတွေများထပ်ပြီးတော့ဖိုက်တာစုတွေရအောင်မလဲဆိုတာလဲရှင်ခုန်နေပြီလို့ထင်ပါတယ်ဟုတ်ကဲ့ပါညီမလေးတို့ fighting တော့နောက်တဲ့စုတွေအများကြီးရှိပါသေးတယ် crown ကလည်းဘသူရဲ့ခေါင်းပေါ်ရောက်သွားမလဲဆိုတာတကယ်ရင်ခုန်ပါတယ်အကောကထပ်တူရင်ခုန်ပါတယ်
နောက်ထပ်တစ်စုကကြတော့လေဒါအရေးပါတဲ့စုတစ်စုပဲပေါ့နော် Miss Photogenic Award ဖြစ်ပါရဲ့ရှင်ဒီစုလေးကိုချီးမြှင့်ပေးပါရန်အတွက် Heavenly Light Photo Studio မှကိုရဲကြီးကိုဖိတ်ခေါ်ပါရရှင် ကိုရဲကြီးဖိတ်ခေါ်ရပါတယ်ခင်ဗျာ photogenic အဖြစ်ဆုံးကဘယ်သူဖြစ်မယ်ထင်လဲခင်ဗျာအကုန်လုံးအလှပါတယ်ညီမလေးတွေကဲညီမလေးချိန်ကြပေးပါအောင်ခင်ဗျာ ဟုတ်ကဲ့ပါ Miss Photogenic Award goes to Yangon South ကဲအဲ့ဆိုရင်တော့နောက်တော့ပါကဲဒါဆိုတော့နောက်ဆုံး title award လေးကိုရွေးချယ်ပေးပါမယ်ရှင် Best an evening gown award goes to Yangon South wow ကိုကြီးပါညီမလေး Congratulations ပါ မင်္ဂလာပါရှင်ကျမကရန်ကုန်တောင်ပိုင်းခရိုင်ကိုစားပြုအလာမဲ့ဖြိုးတင်စာစော်ပဲဖြစ်ပါရဲ့ရှင်ကျမသိထားတဲ့ Women Empowerment ဆိုတာဟာအမျိုးသမီးများဟာအမျိုးသားများနဲ့ဒန်းတူညီမျှလုပ်ငန်းလုပ်ကိုင်ခွင့်လို့ကျမပြောကြားချင်ပါရဲ့ရှင်။ဘာကြောင့်လဲဆိုတော့ကျမတို့အမျိုးသမီးတွေဟာယောက်ျားများနဲ့ဒန်းတူရင်မောင်တန်းပြီးတော့အခုခေတ်မှာလုပ်ငန်းတွေလုပ်ကိုင်နေတာကိုမြင်တွေ့နေရမှာပဲဖြစ်ပါရဲ့ရှင်။ဒါကြောင့်ကျမကိုယ်တိုင်ကလည်းအမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ကိုဂုဏ်ယူမိပါရဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါရဲ့ရှင်။ နှစ်ယောက်သားလက်လေးတွဲထားပေးပါ ထူးထူးခြားခြားနော်တိုက်တိုက်ဆိုင်ဆိုင်အနီလေးတွေကလည်းဖြစ်နေတယ် evening gown အနေနဲ့ Miss Asia Pacific International မြန်မာ2026ရဲ့တရဖူပိုင်ရှင်ကရန်ကုန်စောက်ဖြစ်မလားစစ်တွေဖြစ်မလားပရိသတ်ကြီး 14 လေးပေးပါဦးခင်ဗျာရန်ကုန်ဖြစ်မလားစစ်တွေဖြစ်မလား နေရှောနေတယ်နော်ပြောတာ တန်နေနဲ့တိုးပါသေးတယ်ရန်ကုန်ဆိုရင်လက်ခုပ်တန်အကျယ်ကြီးကြားပါရစေခင်ဗျာစစ်တွေဆိုရင်လက်ခုပ်တန်ဘယ်လောက်ရှိမလဲခင်ဗျာကျွန်တော်တို့အောင်ချင်းကုန်ပါတယ်ဝင်လာကြေညာပေးလိုက်တဲ့ဆိုရင်ကျန်ခဲ့တဲ့ညီမလေးက First Runner App ဖြစ်မှာတည်ကြပါတယ်ရှင်းတော်ခုံပါတယ် Hey play ကနေ live ကြည့်နေတဲ့လူကြီးမတွေရတယ် comment တွေမှာစစ်တွေဖြစ်မလားရန်ကုန်ဖြစ်မလား comment လေးတွေမှတ်ပေးပါအောင်ခင်ဗျာMiss Asia Pacific International Myanmar 2026 is Sidway! First runner up ကတော့ရန်ကုန် South မှာအလှမယ်လေးဖြစ်ပါတယ်ခင်ဗျာဂုဏ်ယူပါတယ်ညီမလေးစစ်တွေအလှမယ်အတွက်လည်းဂုဏ်ယူပါတယ်အဲ့တော့စုချီးမြှင့်နိုင်ပါရန်အတွက်ဦးဆောင်ပထမ First Runner Up ကိုကျွန်တော်ချီးမြှင့်ပေးနိုင်ပါရန်အတွက်ကိုအောင်မိုင်းကိုစီမင်းတက်ကိုဖိတ်ခေါ်ရပါတယ်ခင်ဗျာ First Runner Up အလားမယ်
ရန်ကုန် East ရန်ကုန် South ကိုစားပြုအလှမယ်လေးတွေလက်ခုပ်သမားအကျေကြီးဂုဏ်ပြုချင်းပြပါဦးခင်ဗျာဂုဏ်ပြုပါရယ်ချယ်ရီကမတောက်တောက်လေးခင်ဗျာဒေါက်တာထက်ကျွန်တော်ဟုတ်ကဲ့ခုနသိန်းနဲ့တမိုးရှိရဲ့ treatment လက်ဆောင်နဲ့3သိန်းနဲ့တမိုးရှိရဲ့ cherry cake ရဲ့ skin care တစ်နှစ်စာကိုချီးမြှင့်တာဖြစ်ပါတယ်ခင်ဗျာဂုဏ်ပြုလက်ကုပ်သမားချီးမြှင့်ပေးပါဦးခင်ဗျာcherry cake ကျေးဇူးအများကြီးတင်ပါတယ် Festival အပိုင်ရှင်အလှမယ်လေးဂုဏ်ယူပါရခင်ဗျာကဲအတူတူလေးဒီနောက်မှနေရာရွေးပါ